အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စာရေးဆရာချစ်မင်းသူရေးသားထားတဲ့ကာကျိုးရုပ်ချစ်သူဝိညာဉ်နဲ့ Great ဂမ်ဘီယာဝတ္ထုတို့များဆိုတဲ့စာအုပ်မှာစက္ကူလဲဇက်ပွဲဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဇန်ကြီးပဲဖြစ်ပါတယ်စက္ကူလဲဇက်ပွဲကျွန်တော်တို့ဇက်ပွဲတနုံပြူမျိုးတစ်ပတ်ကန်စံကင်းရွာမှာကားပြနေစဉ်အတွင်းပွဲငါးများရောက်လာကြပါတယ်ထိုစဉ်ကကျွန်တော်တို့ရဲ့ထိတ်တန်းသပင်ဇက်ပွဲကအောင်မြင်ကြော်ကြားနေတဲ့ရန်ကုန်ဇက်ပွဲဖြစ်ပါတယ်။ခေါင်းစီမင်းသားရွှေမန်းကျော်စိုးမင်းသမီးမတ်လိုက်မတ်တန်းတန်းမြင့်နဲ့20ရာစုမောင်စိမ်းအောင်လို့ခေါ်တဲ့ကျွန်တော်ကိုယ်တိုင်ပါဝင်ပါတယ်။ဇက်တစ်ဖွဲ့လုံးကညီညွတ်ကြတာကြောင့်ထိတ်တန်းသပင်အဖွဲ့အဖြစ်အောင်မြင်ကြတယ်လို့ဆိုရပါမယ်။ဒါကြောင့်ကျွန်တော်တို့အဖွဲ့ကဇက်ရသည်ဖြစ်တဲ့သတင်းကြိုလှပြည့်ကျော်မှစပြီးရန်ကုန်ကခွာကနေအနှံ့ပြားကိုမနာမနေလိုက်လံကပြခဲ့ရပါတယ်။အထူးသဖြင့်ကျွန်တော်တို့ရဲ့လိုက်လံကပြတဲ့ပွဲတော်မှာအယက်ဒေတာအနှံ့ပြားရှိဖျားပွဲတော်များဖြစ်ပါတယ်။ဖျားပထိုးဇီဒီကျောင်းကံပေါများတဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကဗုဒ္ဓဘာသာထွန်းကားသည့်အလျောက်အင်းငိမ့်ချမ်းသာစွာနေခြင်းစပွဲကောင်းတဲ့အယက်ဌာနတစ်ခုဖြစ်ကြောင်းမြန်မာပြည်အနှံ့ပြားကိုရောက်ခဲ့ဘူးသူကျွန်တော်အနေနဲ့မှတ်တမ်းတင်ထားမိပါတယ်။ကိုစိန်အောင်ကြီးပွဲခွင်ကတော့ခက်စိတ်စီပဲ။ဒီပွဲပြီးသွားရင်မအူဝင်ဘက်ကိုနေခြင်းကူဆက်ကပေးရမယ်ပြို့။ကောင်းတော့ဗောဇက်ဆရာရဲ့ပွဲစိတ်တော့ငွေလဲစိတ်တာဗော။တညဇက်ဆရာရွှေမန်းကျော်စိုးခေါ်ပြောတာကြောင့်ဇပွဲဆက်ကူပြီးကားမယ်အကြောင်းကျွန်တော်သိလိုက်ရပါတယ်ကျွန်တော်စိတ်ထဲကကြိတ်ပြီးဝမ်းသာသွားတယ်ကျွန်တော်နီးသူဒီဇက်ဖွဲ့သူဖွဲ့သားများလည်းဝမ်းသာကြပုံရပါတယ်ကျွန်တော်တို့ဇက်သူဇက်သားများအနေနဲ့မိမိတို့ဝါသနာပါရအမှုပညာနဲ့အသက်မွေးကြောင်းပြုနေကြသူများဖြစ်ရာထမင်းလဲဝအမှုပညာလဲပြသမယ်ဇက်ကချင်းအလုပ်ကိုအလွန်မင်းခုံမင်းနှစ်သက်ကြသူများဖြစ်ပါတယ်ဒါကြောင့်ဇပွဲမယမနာကနေစဉ်အချင်းချင်းခါဆူတောင်းနေတတ်ကြတယ်ဇပွဲနာမှာကိုအလွန်အမင်းစိုးရိမ်ကြောင်းကြမိကြပါတယ်ဇပွဲနာရရှိသောမိမိတို့ရဲ့ဝင်ငွေညာချင်းမရမှာကိုသိတာကြောင့်စိတ်ထက်ကြတယ်ဇက်ဆရာအနေနဲ့လည်းဇက်ဖွဲအားထိုင်ကြွေးထားခြင်းကြောင့်ဟင်းကောင်းကောင်းချက်မကြွေးတတ်ပါဘူးတခါတရံနားနေရတဲ့ရက်ပေါင်းကြာရှည်တဲ့အခါဇက်ကောင်းပင်ကွဲလူကွဲခင်ဖြစ်သွားတတ်ပါတယ်အဲ့ဒီခါဇက်ဆရာကလည်းထိုင်ကိုမတက်ဖြစ်ရတာကြောင့်ဇက်ဖွဲသားတို့လည်းနေမထိထိုင်မသာဖြစ်တတ်ကြပါတယ်ဇက်ဆရာအနေနဲ့ဇက်ပွဲရသည့်မရောက်မီဇပွဲ၌ဝင်ရောက်ကားပြမိဇသူဇသားတို့အားဆယံငွေကြိုတင်ပေးထားမည်ဖြစ်ပါတယ်။အများအပြားပွဲကြီးဆဲကြီးရှိမှအချီ20ကြားဇဘုံငွေကြိုတင်ပေးရလေရှိကဇက်ဆရာယင်းနှီးထားတဲ့အရင်နှီးမှလည်းတင်းငယ်လာတာတော့မဟုတ်ပါဘူး။ခေါင်းစီမင်းသားမင်းသမီးများကိုမူဆယံငွေသိန်းနဲ့ချီပြီးပုံပေးထားပါတယ်။ကျန်တဲ့ဇသမားတို့ကိုလည်းညာကြီးလိုက်အ ਨੇ ဆုံး10ချီထက်မနည်းဆယံပေးထားတာဖြစ်ရာဆယံယူထားပြီးတာနဲ့ဇသမားတဦးတလီမှအရှောင်တိန်လောက်ပါကဇက်ဆရာခင်ဗျာကတိကောက်ဖြစ်ရပြန်ပါလေတချို့ဇက်သမားတို့ကတစ္ဆာမဲ့တာတော့မဟုတ်ငွေကြေးချုပ်တဲ့နွမ်းမသူများဖြစ်တာကြောင့်ဇက်ဖွဲ့မှဆယံယူထားခြင်းဖြစ်ပေမဲ့နောက်ဖွဲ့ကိုသွားပြီးဆယံငွေလက်ခံသူများလည်းရှိပါတယ်သို့တော့ထို့ဇက်ပွဲများဇက်ထွက်သောအခါတွင်လည်းအဲ့ဒီဇက်သမားများကအရှောင်တိန်ဂျစီချင်းလောက်ကဇက်နောက်မလိုက်ပဲရှောင်နေတတ်တဲ့ဇက်သမားများလည်းရှိတတ်ပါတယ်အများအပြားဇက်သမားတို့ကမိမိတို့ရဲ့ဝါသနာပါတဲ့ဇက်ကချင်းအလုပ်ကိုအချိန်တန်မလုပ်ရမနေနိုင်ဖြစ်ကြတာကများပါတယ်ဒါကြောင့်နီးစက်ရခင်တွေရဇက်စရာတို့ထံချင်းကပ်ပြီးဆယံငွေကြိုယူတာဇပွဲထတာနဲ့ဇက်နောက်လိုက်ကြတာကများပါတယ်။ဤကဲ့သို့ဇက်နောက်လိုက်ရင်းကနေ3ညတညနှုံးနဲ့ဇက်စရာထံမှယူထားတဲ့ဆယံငွေကိုခြေကြတယ်။ကြိုယူထားတဲ့ဆယံငွေကိုလည်းမိသားစုတို့အားပေးထားခဲ့သည်ဖြစ်ရာဇက်ထွက်တဲ့အခါဇက်သမားတို့လက်ထဲမှာငွေစောက်ငွေနာအနေချင်းသာပါလာလိမ့်ရှိပါလိမ့်။ဒါကြောင့်ဇက်သမားများအနေနဲ့ဇက်နာရမှာကိုအလွန်မင်းစိုးရိမ်ကြောင်းကြတတ်ပါလိမ့်။ဇပွဲများများကားရလီမှဇက်စရာထံမှယူထားတဲ့ငွေချုံးနေရနိုင်တဲ့ကဲ့သို့မိမိတို့လက်ထဲမှာလည်းငွေများများရောက်လာမှာဖြစ်ပါတယ်။အဲ့ဒီခါမိမိတို့သုံးခြင်းအားသုံးနိုင်ပြီးမိသားစုများထံကိုလည်းငွေပုံငွေရှင်များပေးနိုင်ဖို့ဖြစ်ပါတယ်။အမှန်အပြင်ဇပွဲမယက်မနာကတာကအလွန်ပင်ပန်းလာတယ်။ညစဉ်ညတိုင်းအေးရေးပြတ်တဲ့အပြင်ပွဲကူခရီးများဆက်နေရတာကြောင့်အိတ်ကောင်းခြင်းမအိတ်နိုင်ကြပါဘူး။တခါတရံနေခြင်းကူရသည့်အခါမှာလည်းတမီးမြပဲမမီးလိုက်ရတဲ့အဖြစ်များလည်းရှိပါတယ်။ဇယုံတယုံတို့နေခြင်းကူရသည်မှာအနည်းလေးမဟုတ်တတ်ပါဘူး။တနေ့မှတနေ့တမျိုးမှတမျိုးကိုတွာလာရခြင်းဖြစ်ရာနေဘူးမရှောင်မိုးရွမရှောင်ကားပေါ်မှာ၎င်းမော်တော်ယာဉ်သင်းမောပေါ်မှာ၎င်းဖြစ်တယ်လို့လိုက်ကြရပါတယ်။ကားပြမဲ့ဇယုံရောက်တာနဲ့ဇက်ကရန်ဆက်လက်ပြင်ဆင်ရပြန်ပါတယ်။တခါတရံယထာတရံကားတရံလှဲတရံနဲ့တွားရတဲ့ခီးချမ်းများလည်းရှိတတ်ပါတယ်။မြည်သောခီးချမ်းကိုတွာလာရသည်ဖြစ်စီဇက်သမားတို့အနေနဲ့ဇက်ကလိုက်ရပြီဆိုတာနဲ့အဲ့ဒီအမောပန်းနွမ်းနေတို့မှာလွင့်စင်ပပျောက်သွားမြဲတာဖြစ်ပါတယ်။ဤမြဝဒနာကြီးလာတဲ့ဇက်သမားတို့၏ဘဝကလွန်စွာတနာစပွဲဖြစ်ပါတယ်
ဇက်ဆရာနဲ့ပွဲငါတို့အနီးကိုရောက်ပြီးကျွန်တော်ဝင်ထိုင်လိုက်စဉ်ပွဲငါပြောလိုက်တဲ့စကားသံကိုကျွန်တော်အတိုင်းသာကြားလိုက်ရတယ်ဇက်ဆရာကကျွန်တော်ကိုအခဲဆန်းတဲ့သဘောနဲ့ကြည့်လိုက်တယ်ကျွန်တော်သဘောပေါက်စွာနဲ့ဝင်ပြောလိုက်တယ်မှန်ပါတယ်ပွဲငါကြီးရဲ့ခင်ဗျားတို့ရဲ့စေတနာနဲ့အားပေးမှုကိုကျွန်တော်တို့အဖွဲ့ကလေးစားပါတယ်ဗျာဒါပေမဲ့ကျွန်တော်တို့ရဲ့ဇက်ဖွဲ့ကပွဲခုတွေကျန်းနေတာမနေတော့ဘူးဗျာအဖွဲ့သားတွေကိုလည်းထိပ်ပြီးစဉ်းစားအောင်မယ်လीငွေရဖို့တခုတည်းကြည့်လို့ဘယ်ဖြစ်ပါမလဲကျွန်တော်တို့ဖွဲ့သားအားလုံးကသွေးနဲ့ကိုသားနဲ့ကိုတီးဆောက်ထားတဲ့လူတွေလीရက်ဆက်အေးအေးပြတ်တာတကြောင်ခရီးဆက်ရလို့ပင်ပန်းတာတကြောင်မို့အားလုံးလဲကုန်မှာဟုတ်ပြီဖြစ်နေပါဦးမယ်ဗျာကျွန်တော်ကစကားလက်ဆက်တက်ကပွဲငါရဲ့အခြေအနေကိုအကဲခတ်နေစဉ်ဇက်ဆရာကဝင်း၍ပြောတယ်ပြဆက်မင်းသားပြောတာမှန်နေဗျအခုဆိုကျုပ်တို့အဖွဲ့အနေနဲ့နေချင်းကူးကခဲ့တာ3ခွင်ရှိသွားပြီအမှန်ဒီကြားရဲ့3ညပဲနားဆရာရှိတာကျန်တဲ့ရက်တွေကပွဲခွင်အပြည့်ကြီးပဲခမည်းတော်2ညပေးလိုက်တယ်ဆိုတာလေကျုပ်အနေနဲ့ဇက်ဆရာကိုဇက်အဖွဲ့သားတွေကိုပါကိုချင်းစာပြီးလက်ခံလိုက်တာနေချင်းကူးကရတာဘလောက်ပင်ပန်းလဲဆိုတော့ပွဲငါတွေသိပါလိမ့်မယ်ဟုတ်ပါတယ်ရှင်တို့ရွာမှာ2ညကပြီးရင်မြောင်းမြောက်ကူးရမှာလေတရက်စောပြီးအေးဆေးသွားမှာမြောင်းမြောက်မှာတရက်ကြိုပြီးအနားယူရတာပေါ့ရှင်တို့စီမှာနောက်တစ်ညထပ်တိုးကရင်မြောင်းမြောက်လေကျမတို့နေချင်းကူးပြီးကမှာဆိုတော့ကျမတို့ဖွဲ့သားကြီးမလွယ်ဘူးအရန်ပင်ပန်းကြမှာကဲပါလေရှင်တို့ရွာမှာ2ညကမှာကို3ညစာဖြစ်အောင်ကျမတို့အဖွဲ့သားတွေကကပေးမယ်ဟုတ်လားမင်းသမီးကစကားပြောအရန်ကောင်းနေဗျာဒါကြောင့်မို့လေခင်ဗျားတို့ရဲ့အဖွဲ့ကနာမည်ကြီးတာထင်ပါရဲ့ကဲပါလေဇက်ဆရာပြောတော့ကျွန်တော်လက်ခံပါတယ်ကြည်တယ်ကြည်တတ်ပါတယ်ဗျာပွဲငါသူတို့ကမင်းသမီးမလိုက်မတန်းတန်းမြင့်အကျိုးအကြောင်းဝင်ပြီးရှင်းပြတာကိုသဘောကျကြီးကြကကျေနပ်သွားကြတယ်အဲ့ဒီခါမှကျွန်တော်နဲ့ဇက်ဆရာလေးပြုံးပြုံနိုင်ကြပါတော့တယ်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့အားလုံးထွေရလေးပါစကားများပြောပြီးအချိန်ဖြုံးလာခဲ့ရဇက်ကမဲကျွဲပွဲရွာကိုညနေနေမဆောင်မီရောက်လာခဲ့ကြပါတော့တယ်ကျွဲပွဲရွာမှာအေယာရီမြကန်တပီးမှာရှိတဲ့ရွာလေးတူရာဖြစ်ပါတယ်မြကန်တစ်ဖူးနဲ့မလန်းမကန်းမှာတော့ထုံးပြူပြူစေတီတစုကိုအထင်သာဖူးမြင်နေရတယ်ပွဲငါတို့ရဲ့ပြောပြချက်အရအဲ့ဒီစေတီတော်မှာကျွန်တော်တို့ဇက်အဖွဲ့ကားပြမဲ့ဖျားပွဲကျင်းပမဲ့စေတီတော်မှန်သိလိုက်ရပါတယ်မကြမီမှာပဲကျွဲပွဲရွာစိတ်ကန်းကိုဇက်မော်တော်စိုက်ကပ်လာပါတယ်ဇက်ပွဲလာရောက်ကားပြမှာကိုကြိုတင်သိရှိထားတဲ့ရွာနေလူအချို့ကလည်းစိတ်ကမ်းမှာလာရောက်ကြိုဆိုကြတာကိုလှမ်းမြင်နေရပါတယ်ကျွန်တော်တို့ရဲ့မော်တော်စိုက်ကပ်ရာကျွဲပွဲစိတ်ကမ်းအနီးအပါးမှာလည်းလှေတမန်မော်တော်များစိုက်ကပ်ထားတာကိုတွေ့ရပါတယ်အဲ့ဒီလှေတမန်မော်တော်များမှလူအချို့ကလည်းကျွန်တော်တို့ဇက်အဖွဲ့ကိုလက်ပြနှုတ်ဆက်၍တဖုံအော်ဟစ်ပြောဆို၍တမျိုးလှမ်းပြီးနှုတ်ဆက်နေကြပါတယ်ရွာကန်တစ်ဖူးမှာတော့ကျွန်တော်တို့ဇက်ဖွဲ့အမိပါတဲ့ကြော်ညာပိုစတာများကိုထောင်ပြီးကြော်ညာထားတာကိုလည်းလှမ်းမြင်ရပါတယ်မြေကန်တစ်ဖူးမှာအသင့်ကြိုရောက်နေကြသည့်အဲ့ဒီရွာမှာကလေးငယ်တစ်တိုက်မှာလည်းကျွန်တော်ဇက်ဖွဲ့မော်တော်စိတ်ကန်းကိုစိုက်ကပ်လိုက်တာနဲ့မြို့တူခုံပေါက်အော်ဟစ်ပြောရွှင်နေကြပါတယ်စိတ်ကန်းကိုဇက်မော်တော်စိုက်ကပ်ပြီးကုန်းမောင်ထိုးပြီးတာနဲ့ပွဲငါမှာကျွန်တော်နဲ့ဇက်ဆရာမင်းသမီးတို့ကိုဥစွာကမ်းမော်တက်ရန်ခေါ်တာကြောင့်မလို့ကျွန်တော်တို့ဆင်းသွားရတယ်ကျွန်တော်တို့၃လေးဦးရွာကန်းဆက်ပေါ်ရောက်တာနဲ့ပြဿနာတစ်ခုကကျွန်တော်တို့အားစီးကြိုမိတ်ဆက်လိုက်ပါတော့တယ်နေကြပါဦးခမရတို့ဇက်ဖွဲ့ကဒီရွာမှာဘဏ္ဍချိန်ပြန်ကောက်အောင်မလို့လေဗျအတန်ရှင်ကကျွန်တော်တို့ရဲ့အနီးကိုဝိုင်းအောင်လာတဲ့လူအုပ်ကြားမှတိုးလာကကျွန်တော်တို့ရှေ့မှာရက်ရက်ကျွန်တော်နဲ့ဇက်ဆရာတို့ကိုစူးစိုက်ကြည့်ရရှိတယ်ကျွန်တော်နဲ့ဇက်ဆရာအပြင်မင်းသမီးတို့မှာအံ့ဩစွာနဲ့တယောက်မျက်နှာတယောက်ကြည့်မိတဲ့သားဖြစ်နေတယ်ပွဲငါကအဲ့ဒီအတန်ပိုင်ရှင်မျက်နှာကိုတေးကြစွာကြည့်ရခမရဒီရွာမဟုတ်ပါဘူးကျုပ်ခမရကိုဒီရွာမှာတခါမှမမြင်ဘူးခမရဘာလာပြောနေတာလဲဇက်ဆရာတွေစိတ်ညစ်အောင်မလုပ်ပါနဲ့ဗျာကျုပ်တောင်းပန်ပါတယ်ဟာမဟုတ်ဘူးကျွန်တော်နောက်နေတာမဟုတ်ဘူးဗျဟဲ့အောင်နေဒီကိုလာကြပါဦးကွာငါနဲ့တူဝိုင်းပြီးပြောကြစမ်းပါဦးဒီမှာငါပြောတော့မယုံဖြစ်နေအတန်ရှင်ကသူ့ရဲ့အနောက်ဘက်ခလန်းလန်းစီကသူ့ရဲ့အပေါင်းအသင်းတချို့ကိုလက်ပြကလမ်းခေါ်လိုက်တဲ့ဖြင့်ယောက်ျားပြို၄-၅ယောက်ကအဲ့ဒီလူနာကိုလူအုပ်ကြားမှတိုးဝေကဝင်လာကြတယ်ဒီမှာကွာငါပြောတာဒီဇက်ဖွဲ့ကိုဒီရွာမှာပဲမကြခင်ကကျုပ်တို့ကြီးလိုက်ရတယ်လို့ပြောတာမယုံဖြစ်နေတယ်ဟာဟုတ်တယ်အဲ့ဒါအမှန်ပဲဗျကျွန်တော်အားလုံးကြံခဲ့တဲ့တပတ်လောက်ကဒီရွာဒီဖျားပွဲတွေမှာပဲခမရတို့ဇက်ဖွဲ့ကိုကြည့်ခဲ့တာဟုတ်တယ်ဟော်ရီဇမင်းသားကြီးနဲ့ဟော်ရီဇမင်းသမီးအစ်စ်ပဲပြဇက်မင်းသားလေဒီမင်းသားပဲခမရတို့ကတဲ့ပြဇက်နဲ့နောက်ပိုင်းဇက်ထုတ်တွေပါကျွန်တော်ကအရန်ကြိုက်လို့အခုထိအလွတ်ရနေသေးတယ်ဂျာမဝင်ရောက်ပြောဆိုသူကကျွန်တော်တို့အဖွဲကနေကြပြဇက်ဇက်ထုတ်အမိများကိုထပ်မံရွတ်ပြရာကျွန်တော်တို့မှာပို့ပြီးအံ့ဩရပြန်နေပွဲငါသူကကျွန်တော်တို့တလက်ဂျာမဝင်ပြောသူများကိုတလက်ကြည့်ကခေါင်းရှုပ်ဟန်နဲ့သူ့ရဲ့ဦးခေါင်းကိုလက်လက်ဖက်နဲ့ကုတ်ချင်နေတယ်
ကဲဒါဆိုရင်ခမများတို့ကိုကျွန်တော်တခုမေးမယ်ဗျာစိတ်တော့မရှိပါနဲ့ခမများတို့ကဒီရွာလူတွေလားကျွန်တော်ကအဲ့ဒီလူအားအကဲဆန်းတဲ့ပုံနဲ့ဥစွာမေးလိုက်တယ်အဲ့ဒီခါအဲ့ဒီလူများမှအသက်ကြီးကြီးသူကချက်ချင်းဖြေတယ်ကျုပ်တို့ကဒီရွာကလူတွေမဟုတ်ပါဘူးဒါပေမဲ့ဟောဒီ AR မျိုးကအပြန်မှာတော့ဒီဖျားပွဲကျင်းပနေတာရေဇက်ပွဲကနေတာရေမြင်လို့ကျုပ်တွေဒီရွာကိုတက်ပြီးခမများတို့ဇက်ပွဲကိုကြည့်ခဲ့ကြတာဟုတ်မှာခမများတို့ဇက်ပွဲပိုစတာကြီးကိုထောင်ထားတယ်လေရှင်းပြနေသူကရွာကန်တမှုမှရှိတဲ့ဇေရီတော်နဲ့ကြောင်ညာဆိုင်ဘုတ်ကိုလက်ညှိုးထိုးပြရင်အားရပါရရှင်းပြနေလေရောကျွန်တော်တို့လည်းဘာပြန်ပြောလို့ပြောမှမသိအောင်တွေးပြီးသွားကြတယ်ထို့စဉ်တဦးထပ်မံဝင်ရောက်ပြောဆိုပြန်တယ်တကယ်ကိုပွဲကြီးပွဲကောင်းပါပဲဗျာခမရတို့ဇက်ဖွဲ့နာမည်ကြီးကြကတော့တကယ်အမခမ်းပါပဲပွဲစည်းရလေဟီးလို့ပွဲတော်ပွဲလာတွေကလည်းများပါပြီတဲ့နဲ့နွားလေးတွေကလည်းတန်းစီနေတယ်ကျုပ်တို့အုပ်စုတွေဇက်ပွဲတဲ့ရောက်မနဲ့ထိုးချိတ်ဝင်ခဲ့ရတာဗျကျွန်တော်တို့အားစီးကြုံဝင်ရောက်ပြောဆိုသူတို့မှာယောက်ျားကြီးတစ်ယောက်နဲ့ယောက်ျားပြို့အပါဝင်9ယောက်များရှိပါတယ်အဲဒီလူ9ယောက်စလုံးတယောက်တစ်ခွန်းမြဝင်ပြောနေသည်မှာဖြစ်စဉ်အမှန်ကိုရှင်းပြနေသည်နဲ့ဖြစ်ပါတယ်သူတို့ရဲ့မျက်နှာမှာဟန်ဆောင်မှုကောက်ကျစ်ဆင်းလဲမှုများတရွေစီမှမပါရှိသည်ကိုထိုလူတို့၏တွင်မြင်ရုပ်လက္ခဏာများကတက်တည်ပြလျက်ရှိပါတယ်သို့တော့ကျွန်တော်တို့အနေနဲ့မဟုတ်မမှန်သောဖြစ်ရများဖြစ်ကြောင်းကိုမိတို့မိပုံရှင်းပြမှာကိုစဉ်းစားလို့မရအောင်အကျက်တွေ့နေကြပါတယ်ဒီကျွဲပွဲရာကိုကျွန်တော်တို့ဇက်ဖွဲ့အနေနဲ့ရခင်ကလည်းတစ်ခါမှကာဘူးခဲ့ခြင်းမရှိခဲ့ထိုသူများပြောဆိုသည့်ရက်ပိုင်းကကျွန်တော်တို့ဇက်ဖွဲ့ပသိမ်ဝါခင်မှနဲ့တကြောမှာကနေရသောရက်များသာဖြစ်ပါတယ်သို့စီကမူကျွန်တော်တို့ဇက်ဖွဲ့အားကိုယ်တိုင်ကြည့်ခဲ့ရတဲ့ထိုသူများပြောကြတဲ့စကားများကလည်းအမှန်ကြီးဖြစ်နေပါတယ်ကျွန်တော်ပါဝင်ဇမင်းသားကြီးမင်းသမီးတို့မှအစကျွန်တော်တို့ကားတဲ့ဇန်လန်းဇက်ကွက်များလည်းကွက်တိဖြစ်နေလေရောကျွန်တော်တို့ကယုံရခက်မယုံရခက်တဲ့ထူးဆန်းထွေလာအံ့ဩစရာများဖြစ်နေပါတယ်ဒါကြောင့်ကျွန်တော်ရောဇက်ဆရာပါခေါင်းရှုပ်ကခမစိတ်နေလိုက်ကြပါတယ်အဲ့ဒီအချိန်မှာပဲကဲခမရတို့ကျွန်တော်တခုပြောမယ်ဟောဒီဇက်ဆရာတွေမင်းသားမင်းသမီးတွေကလည်းညာမိုးလင်းဇက်ကားခဲ့ရပြီးဒီရွာကိုဆက်ကူးလာခဲ့ရတာအရန်ပင်ပန်းနေပြီဗျာခမရတို့ပြောရတဲ့တွေကလည်းကျုပ်ကဘလို့မှလက်ခံလို့မရဘူးဘာကြောင့်လဲဆိုတော့ကျုပ်ကဟောဒီဖျားပွဲတော်ဖြင်းမြောက်ရေးအမှုဆောင်ကြီးမို့လို့ပဲဒီဖျားပွဲတော်မှာဒီလောက်နာမည်ကြီးတဲ့ဇက်ပွဲကိုဒီရွာလူတွေကြည်စေခြင်းလုံးလို့ကျုပ်ကိုယ်တိုင်ဇက်ပွဲနောက်လိုက်ပြီးဟောဒီဇက်ဆရာတွေစီမှာမရမကငှားခဲ့ရတာဒီဇက်ပွဲကဒီရွာမှာဘယ်တော့မှမကဘူးဆိုတာကျုပ်တို့တရွာလုံးသိတယ်ကဲဒီတော့ခမည်းလန်းခမည်းတို့သွားကြဗျာသူတို့တွေအေးအေးဆေးဆေးအနားယူကြပါစေခမည်းတို့ယူးကြောင်ဖြစ်နေရင်တခြားမှာသွားဖြစ်ကြဗျာကဲလာဇက်ဆရာပွဲငါကပြောဆိုဆိုနဲ့ဇက်ဆရာရဲ့လက်ကိုဆွဲကထိုလူများနီးမှဖြတ်ကျော်သွားသဖြင့်ကျွန်တော်နဲ့မင်းသမီးတို့လည်းသူတို့နောက်မှလိုက်သွားကြတယ်ထိုလူ9ဦးကငေးကြောင်ပြီးရက်ကြံနေခဲ့တယ်သို့တော့ကျွန်တော်တို့ရဲ့ခြေလမ်း9လမ်း6လမ်းများလှမ်းမိတဲ့အခါကျွန်တော်တို့ရဲ့နောက်ဘက်စီမှာဟဲ့လူတွေကျောက်တို့ကအယူတွေမဟုတ်ဘူးနော်မျက်စိမမြင်နားမကြားတဲ့အကန်းနေလည်းမဟုတ်ဘူးဟောဒီကျောက်တို့မျက်စိနဲ့မြင်ပြီးနားနဲ့ဆက်ကြားခဲ့ရတာဗျဒီကိစ္စကိုခမည်းတော်ကမဟုတ်ဘူးပြောတာကျောက်တို့မယူခမည်းတော်တွေသာယူနေကြတာကာဝီသားဇက်ပွဲကိုနှစ်ခါပြန်ကြည့်ကျင်တဲ့ဇက်ယူတွေလူ9ဦးပြိုင်သူအော်ဟစ်ပြောဆိုလိုက်တဲ့အတန်ကကျဲလောင်စာထပ်ပေါ်လာတာကြောင့်ကျွန်တော်တို့အားလုံးအနောက်ဘက်ကိုငဲဆောင်ကြည့်နိုင်မိတယ်ပွဲငါသူကဒေါသဖြစ်သွားသဖြင့်တောက်တစ်ချက်ခောက်လိုက်တယ်ပြီးတဲ့နောက်သူ့ရဲ့အရက်ပူတဲ့ကိုလုံးကိုထိုသူတို့မြင်တော့ခြေပြားထောက်ရက်လက်ကိုမြောက်ကအတန်ကိုဟိတ်၍ပြန်လှည့်ပြောလိုက်တယ်အေးဒီကိစ္စမှာမင်းတို့မယူရင်တို့တွေယူမယ်တို့တွေမယူရင်မင်းတို့တွေယူမယ်ဒီတော့ဘသူတွေအယူဆိုတာပတ်ဝန်းကျင်ကမေးကြည့်ကြတော့ဟဲ့ပွဲငါသူရဲ့စကားကြောင့်ကျွန်တော်မှကြိတ်ပြုံးလေးပြုံးမိလိုက်တယ်ဇပွဲကိုလာရောက်ကြိုဆိုနေကြတဲ့ရွာနေပရိသတ်များကကျွန်တော်တို့ဘေးတစ်ဖက်တစ်ချက်စီမှာဝိုင်းအောင်ပြီးလိုက်လာနေကြသည်ဖြစ်ရာကန်းဆက်မှာထိုလူ9ဦးကတော့အထီးကျန်မဲ့စွာကြမ်းရှင်းနေခဲ့ပါတော့တယ်အဲ့ဒီရွာမှာဇပွဲကားနေစဉ်အတွင်းအဲ့ဒီရွာကတက်ကြီးရွယ်ဦးများထံမှာဖြစ်ခဲ့တဲ့ကိစ္စကိုစုံစမ်းမေးမြန်းကြည့်တဲ့အခါအဲ့ဒီအဖြစ်အပျက်ကဖြစ်တတ်တဲ့သဘောရှိကြောင်းသိလာရပါတယ်သို့တော့ဒီကိစ္စကလူတို့နဲ့အကျိုးအကြောင်းဆက်နွယ်တဲ့ကမ္မစိတ်ထိရှိတဲ့ပုဂ္ဂိုလ်တို့ရဲ့လှည့်စားမှုသာဖြစ်ကြောင်းသိလိုက်ရတဲ့အခါကျွန်တော်မှာခေါင်းနှပန်ကြီးသွားတယ်ကျွန်တော်ဇက်ကားခဲ့တဲ့နှစ်ပေါင်း20အတွင်းကျွန်တော်အတွက်အလွန်ထူးဆန်းအောင်ပွဲရာအဖြစ်မျိုးကြုံတွေ့ခဲ့ရသည်မှာအဲ့ဒီအဖြစ်အပျက်ကပထမဆုံးအကြိမ်နဲ့နောက်ဆုံးအကြိမ်ပဲဖြစ်ပါတယ်အဲ့ဒီအဖြစ်အပျက်ကိုကျွန်တော်ရဲ့စိတ်ထဲမှာမှတ်မှတ်ရရရှိနေပါတော့တယ်တကယ်တမ်းတော့ကျိုးပွဲရွာမှာကျွန်တော်တို့ဇက်ကားခဲ့သည့်နေရာကကြက်ကုန်းဖြစ်နေခြင်းကပင်
ထိုးစမ်းတဲ့ဂမ်ဘီယာအကြောင်းဆက်ဖြစ်နေသည်လားမပြောတတ်ပါဘူးသို့တော့အဲ့ဒီအကြောင်းကိုပြန်တွေးမိတိုင်းကျွန်တော်ကိုယ်တိုင်စက်သိန်းတစ်ဖြန်းဖြန်းထနေတာကတော့အမှန်ပင်ဖြစ်ပါတော့တယ်မှတ်ချက်ပြဇက်မင်းသား20ရာစုမောင်စိမ်းအောင်၏ကိုတွေ့ဖြစ်ရက်ဇလံဖြစ်ပါတယ်။ဇာယေသူအနေနဲ့ဝတ္ထုအသွင်ပြန်လည်ရေးသားစီလို့သဖြင့်ရေးသားဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆရာချင်းမင်းသူရဲ့ကာကြိုးရုပ်ချစ်သူဝိညာဉ်ဂမ်ဘီယာဝတ္ထုတို့များစာအုပ်မှာစက္ကူလှဲ့ဇက်ပွဲဆိုတဲ့ဝတ္ထုတို့လေးကိုနားဆင်ကြရတာဖြစ်ပါတယ်။ပရိသတ်များအနေနဲ့လည်းကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဂမ်ဘီယာဝတ္ထုများကိုလည်းနားဆင်ကြတယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးအားပေးကြလို့ရပါတယ်ပရိသတ်များအားလုံးလည်းကျမ်းမာရှင်လန်းကြပါစေကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြမယ်ဗျာ